Boston ပြည်သက်ကြီးဒီကနေ့တင်ဆက်ပေးသွားမှာကကမ္ဘာအရေးတွေကရုရှားနဲ့ယူကရိန်းတို့စစ်ပွဲမှာရုရှားဘက်ကအပြည့်ရဖို့စကလုံးလှလှလေးတွေနဲ့သတင်းစကားပါလိုက်တာရဲ့နောက်ွယ်မှာထူးခြားမှုတွေရှိနေပါတယ်။၃နှစ်ကျော်သွားပြီဖြစ်တဲ့ရုရှားယူကရိန်းစစ်ပွဲဟာအခုထိကမ္ဘာမျက်နှာစာမှာထိပ်တန်းအဖြစ်ရှိနေစေဖြစ်ပါတယ်။ဒီစစ်ပွဲကြီးကိုပြီးဆုံးဖို့တောင်းဆိုမှုတွေရှိနေပေမဲ့နိုင်ငံကြီးတွေရဲ့အကျိုးစီးပွားမျှော်ကိုးမှုတွေကြောင့်မရပ်တန့်နိုင်ပဲရှိနေကြတာပါ။အခုတော့ရုရှားယူကရိန်းစစ်ပွဲဆွေးနွေးရေးအဆိုပြုချက်တွေဟာပြန်လည်အသက်ဝင်လာခဲ့ပါပြီ။ဒါပေမဲ့ဒီအသက်ဝင်မှုဟာရုရှားသမ္မတပူတင်ရဲ့တစ်ဖက်သက်လှုပ်လိုက်တဲ့အပြစ်အခက်ရဲစဲရေးပဲဖြစ်တယ်လို့လေ့လာသူတွေကဝေဖန်နေကြပါတယ်။ပူတင်ဟာလာမယ့်မေလ10ရက်နေ့ကနေ17ရက်နေ့အထိကိုအပြစ်အခက်ရဲစဲကြောင်းကြေညာလိုက်ပါတယ်။ဒီအပြစ်အခက်ရဲစဲတာဟာယူကရိန်းနဲ့ငြိမ်းချမ်းရေးယူခြင်းလို့မဟုတ်ပဲမော်စကိုရဲ့အကျိုးစီးပွားတက်ဖြစ်တယ်ဆိုရင်ပိုမှန်ပါလိမ့်မယ်။မေလ9ရက်နေ့ဟာဒုတိယကမ္ဘာစစ်ကမော်စကိုအောင်ပွဲနေ့ဖြစ်ပါတယ်။ရုရှားရဲ့နေတူးနေမြတ်တစ်ခုဖြစ်တဲ့အဲ့ဒီရက်မှာစစ်ရေးအလှပြပွဲတွေကျင်းပလေရှိပြီးအားလည်းရဲ့ပိတ်ရက်လို့ဆိုရင်လည်းမမှားပါဘူး။လေးလာသူတွေကတော့ပူတင်ရဲ့အပြစ်အခက်ရဲစဲရေးကိစ္စဟာရိုးသားမှုမရှိဘဲရုရှားဟာယူကရိန်းစစ်မြေပြင်မှာပြန်လည်အားယူဖို့အချိန်ယူလိုက်တာဖြစ်နိုင်တယ်လို့သုံးသပ်နေကြပါတယ်။ငြိမ်းချမ်းရေးလို့မမြင်ဘဲမော်စကိုအကျိုးစီးပွားအရေးလို့သာထင်မြင်နေကြတာဖြစ်ပါတယ်။ယူကရိန်းပေါ်စစ်ရေးအရအသာစီးရယူလိုမှုကြောင့်အခုလိုနီးပရီယာတွေကိုထုတ်သုံးပြီးကမ္ဘာစာမျက်နှာအထက်မှာတော့အတန်ကောင်းဟစ်နေတဲ့ပူတင်ရဲ့ပြောစကားတွေကိုအယုံအကြည်မရှိဖြစ်နေတာပဲဖြစ်ပါတယ်။ AP လ28ရက်နေ့ကအသိပေးထားတဲ့အစီရင်ခံစာတစ်ခုမှာပူတင်ဟာသူ့ရဲ့တပ်ဖွဲ့ဝင်တွေကိုခိတ္တအနားယူဖို့အသိပေးလိုက်တဲ့အချက်တွေပါဝင်နေသလိုမော်စကိုအောင်ပွဲနေ့အခမ်းအနားကိုလည်းစီစီကားကားနဲ့ကျင်းပဖို့ရှိနေတယ်လို့အသိပေးထားပါတယ်။ရုရှားသမ္မတပူတင်ဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနေရက်30အပြည့်ရရေးအကြံပြုချက်တွေနဲ့ရုရှားယူကရိန်းနှစ်နိုင်ငံပုံမကျယ်ပြန့်တဲ့အပြည့်ရရေးဆိုင်ရာအဆိုပြုချက်တွေကိုဗီဒီယိုမဆိုင်ပဲရှိနေပါတယ်။အခုတော့သူ့ရဲ့တစ်ဖက်သက်အပြည့်ရဲ့အကြံစီကိုတော့တရားဝင်အသိပေးလာပြီးလှုပ်ချင်တာကိုဘယ်သူမှဂရုမစိုက်ပဲလှုပ်ပြနိုင်တယ်ဆိုတဲ့အချက်ကိုကဘာသိအောင်မီးမောင်းထိုးချပြလိုက်တာလည်းဖြစ်ပါတယ်။ ISW ရဲ့အစီရင်ခံစာတစ်ခုမှာတော့ရုရှားသမ္မတပူတင်ဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုအမှန်တကယ်မလုပ်ဆောင်ပဲစစ်ရေးအခြေအနေတွေကိုမြင့်တင်ဖို့နဲ့အပြစ်အခက်ရဲစဲရေးဆိုတဲ့ခေါင်းစဉ်အောက်မှာအသုံးချမှုတွေပြုလုပ်နေတယ်လို့ဖော်ပြထားပါတယ်။ Easter အပြစ်အခက်ရဲစဲရေးကာလအတွင်းမှာလည်းရုရှားတပ်ဖွဲ့တွေဟာယူကရိန်းရဲ့နေရာတွေကိုပြင်းထန်တဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးရှေ့တန်းစစ်မျက်နှာပြင်တွေကိုလည်းထောက်လှမ်းတာတွေပြုလုပ်ခဲ့ပါတယ်။အခုပူတင်ပါဇက်ကနေထွက်လာတဲ့အပြစ်အခက်ရဲစဲရေးကိစ္စဟာလည်းသွေးရိုးသားရိုးမဟုတ်ပဲစစ်ရေးရှိန်ကိုမြင့်ပြီးယူကရိန်းကိုတိုက်ခိုက်ဖို့ရှိနေတယ်လို့ခန့်မှန်းနေကြတာပဲဖြစ်ပါတယ်။ယူကရိန်းသမ္မတဇီလန်စကီကလည်းပူတင်အနေနဲ့3ရက်ကြာအပြစ်ခတ်ရဲစဲရေးကြေညာလိုက်တာကိုအယုံအကြည်မရှိနေပဲ3ရက်တာကာလဟာခြေလေစူးစမ်းဖို့အတွက်အချိန်မနည်းဘူးလားလို့လည်းပြီးခဲ့တဲ့တတိနာနေ့ကပြန်လည်တုံ့ပြန်အတည်ပြုထားပါတယ်။ယူကရိန်းဘက်မှာတော့ပူတင်ရဲ့အတည်ပြုချက်တွေကိုတတိကြီးကြီးစောင့်ကြည့်နေမှာဖြစ်တယ်လို့လူတိုင်းဟာမေလ10ရက်နေ့အထိစောင့်ကြည့်နေရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ရက်30ကြာပြစ်ခတ်ရဲစဲရေးအကြံပေးချက်ကိုရုရှားဘက်ကလစ်လျူရှုထားပေမဲ့ယူကရိန်းဘက်ကတော့ရက်30ကြာအပြစ်ရက်ပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစီအရောက်သွားဖို့လိုလားမှုတွေရှိနေပါတယ်။ယူကရိန်းဘက်ကတော့ပူတင်အနေနဲ့ငြိမ်းချမ်းရေးအတွက်အမှန်တကယ်ကောင်းမွန်တဲ့စိတ်ထားရှိရင်အပြစ်ခတ်ရဲစဲတာကိုမေလ10ရက်နေ့အထိစောင့်စရာမလိုပဲချက်ချင်းဆိုသလိုပြည့်ရဖို့လှုပ်ဆောင်ရမှာဖြစ်တယ်လို့အသိပေးထားပါတယ်ခင်ဗျာ။